ကိုအန်းပြန်ခါနီးမှာတော့ကျမမအောင်အေးနိုင်တော့ပဲသူ့ကိုလှမ်းခေါ်ကရင်ဖွင့်လိုက်မိတယ်။ကျမကထူးဆန်းတဲ့ယောဂကြောင့်ရုပ်ဆိုးလာပေမဲ့သူကတော့ပိုပြီးကြည်ကောင်းလာခဲ့တာပါ။ကျမတို့နှစ်ယောက်စလုံးကကောင်းကင်ကဖန်တီးပေးတဲ့ဆုံတွဲလို့အားလုံးကသတ်မှတ်ထားကြသလိုကျမအသက်18နှစ်မှာလက်ထပ်လိုက်ရင်ယောဂပျောက်ကင်းမယ်လို့မျိုးနွယ်စုကောင်းဆောင်ကပြောထားတာတော့သူကဘာကြောင့်ကျမကိုမလိုချင်တော့တာလဲဆိုတာမေးမြန်းခဲ့ပါတယ်။ကိုအန်းကတော့ကျမကိုမသေးစေရဘူးလို့ကတိပေးပေမဲ့ငါတို့ကရေစက်မပါခဲ့ကြဘူးလို့သာအေးဆက်စွာပြောပြီးထွက်ခွာသွားခဲ့ပါတယ်။နောက်ပိုင်းမှာမျိုးနွယ်စုကောင်းဆောင်ကစိတ်ဆက်မှုကိုဖျက်သိမ်းဖို့ရေပူစော်ပွဲလုပ်ပေမဲ့လေပြင်းတွေတိုက်ပြီးပွဲပြတ်သွားခဲ့ပါတယ်။ကျမရဲ့မိဘတွေကတော့ကျမတက်ရှင်ဖို့အတွက်တခြားမျိုးနွယ်စုစီမှာအိမ်အောင်ဖက်သွားရှာဖို့တိုက်တွန်းကြပါတယ်။မျိုးနွယ်စုကနေအနှင်ထုတ်ခံရမှာဖြစ်ပေမဲ့အသက်ရှင်ဖို့ကပိုရေးကြီးတာကြောင့်အမေကရွှေထုံးတဲ့လိမ့်စေးတွေပေးပြီးကျမကိုအမြန်ထွက်သွားခိုင်းပါတယ်။ကျမအထုတ်ဆွဲပြီးမျိုးနွယ်စုဝင်ပေါက်နာရောက်တော့နောက်ကျောဘက်ကနေမျိုးသားတယောက်ရဲ့လမ်းခေါ်တန်းကိုကြားလိုက်ရပါတယ်။လှည့်ကြည့်လိုက်တဲ့အခါလက်နှစ်ဖက်ကိုနောက်ပစ်ပြီးရက်နေတဲ့နဲ့ရောင်ဝတ်စုံဝတ်မျိုးသားတယောက်ကိုတွေ့လိုက်ရတယ်။သူ့မျက်နှာကရင်းနှီးနေတယ်လို့ရှိပေမဲ့ဘယ်သူလဲဆိုတာမမှတ်မိဘူး။သူကကျမမျက်နှာပေါ်ကအလှပြင်ပစ္စည်းတွေကိုပုတ်ဆွဲဖယ်ရှားရင်းစကားပြောလာတဲ့အခါမှာသူဟာဘိုးဘွားရိတ်တာကထူးဆန်းတဲ့လူမှန်းသိလိုက်ရတယ်။ကျမကိုမသိတော့ဘူးလားလို့သူကမေးတော့မျက်မှန်းတမ်းမိပေမဲ့မသိပါဘူး။ရှင်ကဘယ်သူလဲလို့ပြန်မေးမိတယ်။ကျမကတခြားမျိုးနွယ်စုမှာအသက်ရှင်ဖို့အတွက်လက်ထပ်ပေါ်သွားရှာမယ့်အကြောင်းပြောပြတော့သူကအဲ့ဒီဘွားကြီးမျိုးနွယ်စုကောင်းဆောင်စကားကိုယုံနေတာလားလို့ထောင်ပြောင်ပါတယ်။ကျမစိတ်ဆိုးသွားတာကိုမြင်တော့သူကမင်းမလက်ထပ်ဖို့ဂရိစကားရှိပြီးသားလေလို့ပြောရင်းပန်းလုံးလေးကိုထုတ်ပြတယ်။ဒီပန်းလုံးကိုငါစီပစ်ပေးခဲ့တာလေမင်းတို့တလေရမင်းကငါ့ကိုလက်ထပ်ရမှာပေါ့လို့သူကပြုံးပြီးပြောတဲ့အခါကျမလည်းတုံရင်နေတဲ့အတန်နဲ့ရှင်တကယ်ပဲဘယ်သူလဲလို့မေးလိုက်မိပါတယ်